နွားတွေအကြောင်းကောင်းကောင်းသိတယ်လို့ထင်ထားရင်ပြန်စဉ်းစားကြည့်လိုက်ပါဒီနွားမျိုးစားတွေဟာအလွန်ထူးခြားပြီးရှားပါးလာတယ်လို့ဈေးလဲအရန်ကြီးလုံးတဲ့အတွက်နွားတွေရဲ့အလှတရားနဲ့တန်ဖိုးအပေါ်တင်းရဲ့နားလည်ထားမှုကိုအတိပြန်လဲသတ်မှတ်ပေးပါလိမ့်မယ်ကျွန်တော်တို့အခုပြောပြမှာကဇင်ခံကားတွေထက်တောင်ပိုပြီးဈေးကြီးတဲ့နွားတွေအကြောင်းပါသူတို့ရဲ့ဈေးနှုန်းတွေကတင့်ကိုမယိုးပြုတ်ကြလောက်အောင်အန်တာသွားစေပြီးပိုက်ဆံအိတ်ကိုတောင်ငိုချင်သွားစေပါလိမ့်မယ်ပန်တာဝက်ဝံနဲ့တူတဲ့နွားတွေကနေစားပြီးတနေကုန်ဂျင်စော့ထားသလားထင်ရလောက်အောင်ကြက်သားတွေအပြည့်နဲ့မျိုးရိုးပြီးစရအမခန်းဖြစ်နေတဲ့နွားတွေအထိပါဝင်ပါတယ်ပြီးတော့ကားသေးသေးလေးတစ်စီးကိုအလွယ်တကူကြော်တက်သွားနိုင်လောက်အောင်ရှီလျားတဲ့ဥချိုတွေပိုင်ဆိုင်ထားတဲ့နွားမျိုးစိတ်တွေလည်းရှိပါသေးတယ်စိတ်ဝင်စားစရာမကောင်းဘူးလားဒီနေ့မှာတော့ကဘာပေါ်ကအထူးခြားဆုံးနဲ့ဈေးကြီးဆုံးနွားမျိုးစိတ်15မျိုးကိုပြတ်တပေးသွားမှာပါနွားဆိုတာတာမန်မွေးမြူရေးတိရစ္ဆာန်တွေထက်ပိုပြီးရင်းနှီးမြုပ်နှံမှုတွေနဲ့အသက်ရှင်နေတဲ့အမှုပညာလက်ရာတွေဖြစ်နေတဲ့ကဘာကြီးကိုလေးလာဖို့အဆင်သင့်ဖြစ်ပြီလားဒေါ်လာ1 တန်းကျော်တန်ကြေးရှိတဲ့နွားအကြောင်းမပြောခင်ထိခဏလေးဆောင်ပေးပါဦးဒါဆိုရင်ဆက်စခရိုက်ကိုနှိပ်ပြီးအတူတူကြည့်လိုက်ကြရအောင်နံပါတ်5အန်ဂိုလီဝါဒူစီကျွန်တော်တို့ရဲ့စရင်ကိုအန်ဂိုလီဝါဒူစီနွားတွေနဲ့စတင်လိုက်ပါတယ်ဒီနွားတွေဟာတင်နေစဉ်မြင်တွေ့နေကြတာမန်နွားတွေမဟုတ်ပါဘူးသူတို့ဟာနွားလောကရဲ့စူပါမော်ဒယ်တွေဖြစ်ပြီးအေယာမဥချိုကြီးတွေနဲ့လူတိုင်းကြီးကြည့်ရအောင်ဆွဲဆောင်နိုင်သူတွေပါသူတို့ရဲ့ဥချိုတွေဟာတစ်ဖက်ဆုံးကနေနောက်တစ်ဖက်ဆုံးကို10 ပေအထိတောင်ရှီလျားနိုင်ပါတယ်ဒါဟာတာမန်အိမ်မျက်နှာချက်တွေထက်တောင်ပုံမြင့်နေတာပါဒါကြောင့်သူတို့ကိုအိမ်ထဲဖိတ်ခေါ်ဖို့စိတ်ကူးမိရင်တော့အိမ်ကိုမရည်ရွယ်ပဲပြင်ဆင်မွမ်းမံမှုတွေမလုပ်ချင်ဘူးဆိုရင်ပြန်စင်းစားတာအကောင်းဆုံးပါပဲအာဖရိကတိုက်ကနေဆင်းသက်လာတဲ့ဒီနွားတွေဟာတိတ်တော့မလေးလံပါဘူးပြင်းမြအားဖြင့်ပေါင်1200ကနေ1600ဝန်းကျင်လောက်ပဲရှိတာမို့သူတို့ရဲ့ကြီးမားလာတဲ့ဥချိုတွေနဲ့ရှင်ရင်တော်တော်လေးပေါ်ပါတယ်လို့ဆိုရမှာပါဒါပေမဲ့သူတို့ရဲ့အလေလက်ကိုလေးချိန်ကိုကြည့်ပြီးအထင်မသေးလိုက်ပါနဲ့သူတို့ဟာထင်ထားတာထက်အများကြီးပိုပြီးကြန့်ခိုင်ကြပါတယ်ဒီနွားတစ်ကောင်ကိုပိုင်ဆိုင်ဖို့ဆိုရင်ငွေကြေးတော်တော်လေးကုန်ကျနိုင်ပါတယ်များသောအားဖြင့်ဒေါ်လာ3000ကနေ9000ထိပေးရလိမ့်ရှိရတယ်ဒါပေမဲ့ရိုးရိုးသားသားပြောရရင်အသက်ရှင်နေတဲ့အမှုပညာလက်ရာတစ်ခုလိုအသုံးဝင်တဲ့ဒီလိုနွားမျိုးအတွက်ပိုပေးရလဲဘယ်သူကများမလို့ချင်ပဲနေပါမလဲနံပါတ်14တက္ကဆက်လောင်းဟုံးကားသေးသေးလေးတစ်စီးစာလောက်အရှိရှိတဲ့ဥချိုတွေကိုပိုင်ဆိုင်ထားတဲ့တက္ကဆက်လောင်းဟုံးနွားတွေဟာအမေရိကန်နယ်စပ်ဒေသတွေရဲ့ပြည်ရုပ်တစ်ခုဖြစ်ပါတယ်နွားတွေသာကောင်းပွိုင်ဇကားတွေမှာတရုပ်ဆောင်နိုင်မယ်ဆိုရင်တက္ကဆက်လောင်းဟုံးတွေဟာအမြဲတမ်းခေါင်းဆောင်မင်းသားနေရာကနေပါဝင်မတေးချပါတယ်ဒီနွားတွေဟာကောင်းပွိုင်ဥထုတ်တွေနဲ့အထားကြလို့နမီကြီးတာမဟုတ်ပါဘူးသူတို့ရဲ့အမခန်းရှည်လျားလာတဲ့ဥချိုတွေကြောင့်နမေကျော်ကြတာဖြစ်ပြီးအဲ့ဒီဥချိုတွေဟာ6 ပေကနေ10 ပေအထိတောင်ရှည်လျားနိုင်ပါတယ်ဟုတ်ပါတယ်တင်တာဒီကောင်ကြီးတွေကိုအိမ်ထဲဖိတ်ခေါ်ခြင်းနဲ့ဆိုရင်တော့ပိုကျဲရဲ့တကားကြီးတွေလိုအပ်ပါလိမ့်မယ်တက္ကဆက်လောင်းဟုံးတွေဟာအပြင်ပန်းအမြင့်ကြီးပဲကောင်းတာမဟုတ်ပါဘူးသူတို့ဟာကျန်းတဲ့တန်ကိုခံနိုင်ရရှိပြီးဘလို့ဆိုးရွားတဲ့ပတ်ဝန်းကျင်မှာမဆိုနှဝင်ခွင်ကြနေထိုင်နိုင်စွမ်းရှိကြပါတယ်ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ပိုက်ဆံအိတ်ကိုပြောင်းသွားစေမဲ့အပိုင်းပါပဲတက္ကဆက်လောင်းဟုံးတစ်ကောင်ကိုပိုင်ဆိုင်ရတာဟာယိုဒီယိုနွားရိုင်းစီပွဲလိုပဲစိတ်လှုပ်ရှားစရာကောင်းပါတယ်မကြသေးခင်ကပဲဒီလိုအလတ်တရားနဲ့ပြည်စုံတဲ့လောင်းဟုံးတစ်ကောင်ရဲ့အမြင့်ဆုံးဈေးနှုန်းဟာအမေရိကန်ဒေါ်လာခုနှစ်သိန်းအထိတောင်စံချိန်တင်ရောက်ရှိခဲ့ပါတယ်နံပါတ်73ဘယ်ဂျီယန်ဘလူးလို့ခေါ်တဲ့နွားပြကြီးတွေဟာနွားလောကရဲ့အာနိုးရုပ်ရှင်မင်းသားကြီးတွေပဲဖြစ်ပါတယ်ဒီနွားတွေဟာသူတို့ရဲ့ကြက်သားတွေကိုဂျင်မာနိုင်ပေါင်းများစွာကစားပြီးရလာတာမဟုတ်ပါဘူးအမြဲတမ်းကြက်သားတွေညစ်ပြတ်နေသလားထင်ရအောင်တဘာဝကပေးစွမ်းထားတဲ့မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်အခုလိုဖြစ်နေတာပါဒီလိုကြက်သားထုထည်ကြီးမှမှုကြောင့်အရေးသွေးမြင့်မာတဲ့အစီလို့အသားတွေကိုအမြောက်များရရှိစေပြီးအမဲသားထုတ်လုပ်ရေးလုပ်ငန်းတွေမှာတော့အနစ်သက်ဆုံးဖြစ်နေပါတယ်ဒါပေမဲ့ကောင်းတဲ့အရာတိုင်းမှာအားနည်းချက်ရှိစမြဲပါပဲသူတို့ရဲ့ဟက်ခလူစွမ်းကောင်းကြီးလို့ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်မွေးဖွားရတာတော်တော်လေးခက်ခဲပြီးလူတွေရဲ့အကူအညီအမြဲလိုလိုအပ်ပါတယ်ကိုလေးချိန်နေနဲ့ပြောရရင်ဒီနွားတွေဟာ heavy weight တန်းဝင်တွေဖြစ်ကြပြီးအထီးတွေဟာကီလိုဂရမ်1100ကနေ1300အထိရှိတက်ကမတွေကတော့ကီလိုဂရမ်850ကနေ900အထိအလေးချိန်ရှိကြပါတယ်ဈေးနှုန်းအပိုင်းမှာတော့ဒီနွားတွေဟာအထူးသဖြင့်မျိုးရိုးတက်မယ်ဆိုရင်တော်တော်လေးဈေးကောင်းရပါတယ်မကြသေးခင်ကပဲကီလိုဂရမ်890အလေးချိန်ရှိတဲ့ဘယ်ဂျီယန်ဘလူးနွားမတကောင်အတွက်အမြင့်ဆုံးပေးခဲ့ရတဲ့ဈေးနှုန်းကတော့ဘီးတိန်ပေါင်း2919ပေါင်အထိရှိခဲ့ပါတယ်ဒါဟာတင့်ငွေအတွက်အမဲသားအများကြီးရလိုက်တာပါပဲနံပါတ်7ပန်ဒါနွားစက်သားအကြောင်းတွေကနေအသေးရစရာကောင်းတဲ့ဘက်ကိုကူးပြောင်းလိုက်ကြရအောင်ပန်ဒါနွားလေးတွေနဲ့မိတ်ဆက်ပေးပါရစေဟုတ်ပါတယ်တင်ကြားလိုက်တာမှန်ပါတယ်ဒီနွားလေးတွေဟာအရန်ရှားပါပြီးချစ်စရာကောင်းလုံးလို့နွားတစ်ကောင်နဲ့အီယာမပန်ဒါဝက်ဝံကြီးတစ်ကောင်ကိုမျိုးဆက်ထားသလားလို့တောင်ထင်ရပါတယ်ဒါပေမဲ့မမားလိုက်ပါနဲ့အထဲမှာတကယ်ပန်ဒါဝက်ဝံလုံးဝမပါပါဘူးမျက်စိဖန်းစားနိုင်တဲ့အဖြူနဲ့အမဲအမတ်သားတွေရလာအောင်စနစ်ကျမျိုးဆက်ထားတာပဲဖြစ်ပါတယ်ပန်ဒါနွားလေးတွေဟာအရှားပါဆုံးမျိုးစိတ်တွေရဲ့ကတစ်ခုဖြစ်ပြီးကဘာတဝန်းလုံးမှာဒီလိုချစ်စရာနွားလေးတွေအကောင်30ကနေ
40ဝန်းကျင်လောက်ပဲရှိပါတော့တယ်သူတို့ရဲ့ရှားပါမှုနဲ့ထူးခြားတဲ့အသွင်ပြင်တွေကြောင့်တန်ဖိုးအရန်ကြီးမားနေရတာပါတကယ်တော့ရှားပါလုံးတဲ့အတွက်သူတို့လေးတွေမွေးဖွားလာတာဟာတည်င်းတပုတ်ဖြစ်လာစေပါတယ်ကိုမွေးဖွားလာတာနဲ့တည်င်းခေါင်းစဉ်ကြီးတွေဖြစ်လာလောက်အောင်အထူးတီးတန်းဖြစ်နေရဲဆိုတာတွေးကြည့်လိုက်ပါသူတို့ဟာချစ်စရာကောင်းယုံတယ်မကပဲကြီးမားတဲ့ဈေးနှုန်းတွေကိုလည်းပိုင်ဆိုင်ထားကြပါတယ်ဒီလိုနမီကြီးနွားလေးတွေတဲကဘင်လို့ခေါ်တဲ့နွားတစ်ကောင်ရဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ3000အထိရှိတယ်လို့သိရပါတယ်ဘာလို့လဲဆိုတော့ပန်တာဝက်ဝမ်လေးနဲ့တူတဲ့နွားတစ်ကောင်အတွက်ဘယ်သူကများထိတ်တန်းဈေးနှုန်းကိုမပေးဘဲနေမှာလဲနံပါတ်7တဲ့အမေရိကန်ဗျာမန်နွားတွေဟာပုခုံးပေါ်ကထင်ရှားတဲ့ပူကြီးနဲ့တွဲလောင်းကျနေတဲ့နားရွက်တွေကြောင့်နမီကြီးပါတယ်တက္ကဆက်လောင်းဟုံးတွေကကောင်းပွိုင်တွေဖြစ်တယ်ဆိုရင်ဗျာမန်တွေကတော့နွားလောကရဲ့တရားအားထုတ်နေတဲ့ဆရာတော်ကြီးတွေလိုပါပဲအပူချိန်နဲ့ဆိုထိုင်းစာမြင့်မားတဲ့အခြေအနေမျိုးမှာတော့တည်တည်ငြိမ်ငြိမ်နဲ့အေးအေးဆေးဆေးနေနိုင်ကြလို့ပါသူတို့ရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်ဒီနွားတွေဟာအသက်ရှင်နေရဲ့အေးကုန်းဆက်တွေလိုတောင်တင်စားနိုင်ပါတယ်ချွေးထွက်နိုင်တဲ့အရေပြားနဲ့အစီတွေတိုးလောင်ထားနိုင်တဲ့ဖူကြီးလဲပါရှိရတယ်တကယ့်ကိုကျိုးဝက်ဆန်းကျဲတဲ့အရာတွေပါပဲဗျာမန်နွားတွေဟာအေးအေးဆေးဆေးနေနိုင်ုံတင်မကပါဘူးပိုးမွားတွေနဲ့ယောဂဗျာတွေကိုလည်းအမခန်းခုခံနိုင်စွမ်းရှိကြပါတယ်ဒါကြောင့်လဲတခြားနွားတွေလက်မြောက်အရှုံးပေးသွားလောက်တဲ့နေရာဒေသတွေမှာသူတို့ကိုအနှစ်သက်ဆုံးမွေးမြူကြတာပါဒီလိုတည်ငြိမ်အေးချမ်းတဲ့နွားတစ်ကောင်ကိုဝယ်ဖို့စဉ်းစားမယ်ဆိုရင်တော့ဈေးနှုန်းတွေကနေရာလိုက်ကွာခြားနိုင်ပါတယ်ဗျာမန်နွားတစ်ကောင်ကိုအမေရိကန်ဒေါ်လာ9000ကနေ1000ခွဲအထိဈေးပေါက်လေးရှိပါတယ်နံပါတ်10ဂူဇေရဲ့ဟင်းခက်မွေးကြိုင်တွေနဲ့ယုံကြည်ကိုးကွယ်မှုတွေပြည့်နေနေတဲ့နိုင်ငံကနေဆင်းသက်လာတဲ့ဂူဇေရဲ့နွားတွေဟာတကယ့်ကိုတမထွားကြိုင်းတဲ့အကောင်တွေပါသူတို့ဟာပြုစုယူရခက်တဲ့အလှပြနွားမျိုးတွေမဟုတ်ပါဘူးဂူဇေရဲ့တွေဟာနွားလောကရဲ့အားကိုးရတဲ့သူငယ်ချင်းကောင်းတွေလိုပါပဲအထူးသဖြင့်နှုတ်ထွက်နှုံးကောင်းကောင်းနဲ့တည်ငြိမ်တဲ့အမူအကျင့်ကိုလိုချင်ရင်တင်လိုအပ်တဲ့အချိန်တိုင်းအသိရှိနေပေမဲ့အကောင်တွေပါပြောင်းလဲနေတဲ့အဖြူနဲ့အမဲရောနေတဲ့အမွေးမင်တွေကြောင့်ဂူဇေရဲ့တွေဟာတရားဝင်ပွဲတဝတ်စုံဝတ်ထားတဲ့နွားတွေလိုတောင်ထင်မှတ်မနိုင်ပါတယ်ဒါပေမဲ့အပြင်ပန်းအလှပတစ်ခုတည်းတော့မဟုတ်ပါဘူးဒီနွားတွေဟာအိန္ဒိယနိုင်ငံရဲ့စိန်ခေါ်မှုများတဲ့အပူပိုင်းရာသီဥတုကိုခံနိုင်ရည်ရှိအောင်ဖွဲ့စည်းတည်ဆောက်ထားတာပါအရွယ်စားအနေနဲ့ပြောရရင်လေဂူဇေရက်တွေဟာတေးသေးကွေးကွေးလေးတွေမဟုတ်ပါဘူးအမတ်တွေဟာကီလိုဂရမ်900ကနေ950အထိရှိပြီးအထီးတွေကတော့ကီလိုဂရမ်900အထိအလေးချိန်ရှိတတ်ကြပါတယ်သူတို့ရဲ့ကြီးမားတဲ့ကိုယ်ထဲနဲ့တောင်တင်းတဲ့ဖွဲ့စည်းပုံကြောင့်နှိုးစားဖို့ရောခိုင်းနှွားဖြစ်ပါအသုံးပြုဖို့အကောင်းဆုံးဖြစ်ပါတယ်တင်းရဲ့ channel မှာဂူဇေရက်တစ်ကောင်ကိုထည့်သွင်းဖို့စဉ်းစားနေရင်တော့အမေရိကန်ဒေါ်လာ1000ခွဲလောက်သုံးစွဲဖို့ပြင်ဆင်ထားလိုက်ပါဟုတ်ပါတယ်နွားတစ်ကောင်အတွက်တော့တော်တော်လေးများတဲ့ပမာဏပါပဲနံပါတ်9 Angus သူတို့ကတော့အမဲသားလောကရဲ့အကျော်မော်တွေပါပဲအကြီးရွှန်းတဲ့အသားတွေနဲ့ခစ်ဆန်တဲ့အနက်ရောင်အမွေးမင်တွေကြောင့်နာမည်ကြီးပြီးဒီနွားတွေဟာအစစ်မြင့်စားတောက်ဆိုင်တွေအတွက်တော့လမ်းလျှောက်နေတဲ့ဟင်းလျာမီနူးတွေလိုတောင်ဆိုနိုင်ပါတယ်စကော့တလန်နိုင်ငံကနေဆင်းသက်လာတဲ့ Angus နွားတွေဟာအမဲသားစက်မှုလုပ်ငန်းမှာတော့အဆင့်တဲမြင့်မားတဲ့အဲ့ဒီတော်တွေပါပဲတကယ်တော့သူတို့ဟာပြောင်းလဲနေတဲ့အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားလေးရှိတာမို့ပါတခါတလေမှာတော့စတိုင်ကြချင်တဲ့အခါမျိုးမှာအညီရောင်ဝတ်စုံနဲ့လည်းတွေ့ရတတ်ပါတယ်။ Angus နွားတွေဟာအလယ်လက်အရွယ်စားရှိတဲ့အမဲသားထုတ်လုပ်ရေးစက်ရုံကြီးတွေဖြစ်ပြီးအလေးချိန်အားဖြင့်ကီလိုဂရမ်950ကနေ650ဝန်းကျင်အထိရှိကြပါတယ်။အထီးတွေကတော့အလေးချိန်ကီလိုဂရမ်850ကနေ950အထိတောင် overweight ဖြစ်နိုင်ပါတယ်။ဈေးကွက်တန်ဖိုးအနေနဲ့ပြောရရင် Angus တကောင်ကိုပိုင်ဆိုင်တာဟာတင်ကားကိုတောင်ထဲမှာဇင်ခံကားတစ်စီးထားရှိတာနဲ့ဆင်တူပါတယ်။အရေးသွေးကောင်းတဲ့ Angus နွားထီးတကောင်ကိုအမေရိကန်ဒေါ်လာ9000ကနေ8000ဝန်းကျင်နဲ့ရောင်းချလေးရှိပေမဲ့အကောင်းဆုံးအကောင်တွေကတော့မိုးပြန်လောက်တဲ့ဈေးနှုန်းတွေရရှိနိုင်ပါတယ်။ဥပမာအနေနဲ့ပြောရရင်လေလံပွဲမှာရောင်းချခဲ့ရတဲ့နွားတစ်ကောင်ဆိုရင်အမေရိကန်ဒေါ်လာ3သိန်းခွဲအထိတောင်ဈေးရခဲ့ပါတယ်။ဒါဟာအကျွေးဈေးအနည်းငယ်မဟုတ်ပါဘူး။တကယ့်ကိုကြီးမားတဲ့ပမာဏပါပဲ။ဗီဒီယိုကိုဒီထိသဘောကျတယ်ဆိုရင် like လေးနှိပ်ပေးခဲ့ပါဦး။နံပါတ်8 Desta နွားအရွယ်စားသေးငယ်တာနဲ့ကောင်းတဲ့အရာတွေမဖြစ်နိုင်ဘူးလို့ဘယ်သူပြောလဲ။အိုင်ယာလန်နိုင်ငံကနေဆင်းသက်လာတဲ့ Desta နွားလေးတွေဟာနွားလောကရဲ့ကြိလိတဲ့ကားလေးတွေနဲ့တူပါတယ်။အရွယ်စားဟာအဓိကမကြဘူးလို့ထင်တဲ့သူတွေအတွက်အသင့်တော်ဆုံးပါပဲ။ Desta တွေဟာဥရောပမှာအသေးငယ်ဆုံးနွားမျိုးစိတ်ဖြစ်တာကြောင့်ခြံချင်းချင်းလေးရှိတဲ့သူတွေဒါမှမဟုတ်နေရာအများကြီးမယူတဲ့နွားကိုလိုချင်သူတွေအတွက်ကွက်တိပါပဲ။သူတို့ရဲ့အလေးချိန်ဟာမတ်တွေမှာကီလိုဂရမ်300ကနေ350အထိရှိပြီးအထီးတွေကတော့ကီလိုဂရမ်400ကနေ450အထိရှိတာမို့ထိမ့်သိမ့်ရလွယ်ကူပါတယ်။သူတို့ဟာအရေးသွေးမြင့်ပြီးထူးခြားတဲ့အရသာရှိတဲ့အမဲသားအတွက်တာမကပဲနှုတ်ထွက်နှုံးလဲတော်တော်လေးကောင်းမွန်ပါတယ်။ဈေးနှုန်းအနေနဲ့ကတော့ Desta နွားတွေဟာအထူးမွေးမြူရေးနွားလောကမှာဈေးနှုန်းတင့်တဲ့အနေထားမှာရှိပါတယ်။အရေးသွေးနဲ့မျိုးရိုးအပေါ်မူတည်ပြီးအမေရိကန်ဒေါ်လာ1000ကနေ1000ခွဲအထိပေးရနိုင်ပါတယ်။နံပါတ်9ဘယ်တက်ကယ်လိုဝေးနွားများနောက်ထပ်ပြောပြပေးမှာကတော့ချစ်စနိုးနဲ့ဘယ်တီလို့ခေါ်ကြတဲ့ဘယ်တက်ကယ်လိုဝေးနွားတွေပဲဖြစ်ပါတယ်
သူတို့ရဲ့အမဲရောင်ခနာကိုပတ်လည်မှာထင်ရှားတဲ့အဖြူရောင်ခါးပတ်ကြီးပါရှိတာကြောင့်အမြဲတမ်းတက်စီတို့ဝတ်စုံကြီးဝတ်ဆင်ထားသလိုမျိုးတွေ့ရမှာပါတကယ်ကိုစတိုင်ကြတယ်မဟုတ်လားနွားတွေသာပွဲတက်အခမ်းအနားရှိမယ်ဆိုရင်ဘယ်တက်ကယ်လိုဝေးတွေဟာအဲ့ဒီစရင်ရဲ့ထိတ်ဆုံးမှရှိနေမှာတေးချပါတယ်စကော့တလန်နိုင်ငံကနေဆင်းသက်လာတဲ့ဒီအလေလက်အရွယ်စားရှိတဲ့နွားတွေဟာအလေးချိန်အားဖြင့်ပေါင်1000ကနေ1500ဝန်းကျင်အထိရှိကြပါတယ်သူတို့ရဲ့အမွေးပေါ်ဘအသွင်ပြင်ကိုကြည့်ပြီးအထင်မသေးလိုက်ပါနဲ့ဒီနွားတွေဟာကျန်းတဲ့ရာသီဥတုအခြေအနေတွေကိုခံနိုင်ရည်ရှိအောင်ဖန်တီးထားတာဖြစ်လို့စတိုင်ကြတဲ့လောက်ကျန်းခိုင်ကြပါတယ်ဘယ်တက်ကယ်လိုဝေးတွေဟာရုပ်ရည်တံပြန့်ယုံတယ်မကပါဘူးသူတို့ရဲ့အရေးသွေးမြင့်မာတဲ့အမဲသားကြောင့်လဲနမီကြီးပါတယ်ဈေးနှုန်းအနေနဲ့ကတော့မျိုးရိုးနဲ့အသက်အရွယ်အပေါ်မူတည်ပြီးကွာခြားမှုရှိနိုင်ပါတယ်မတ်ပုံတင်မထားတဲ့အကောင်ကောင်းတစ်ကောင်ကိုအမေရိကန်ဒေါ်လာ1000လောက်ပေးရနိုင်ပြီးမတ်ပုံတင်ထားတဲ့နွားထီးဆိုရင်တော့ဒေါ်လာ14000ကနေအထက်မှရှိနိုင်ပါတယ်သူတို့ရဲ့ခစ်ဆန်တဲ့အသွင်ပြင်နဲ့အမဲသားအရေးသွေးကိုစဉ်းစားကြည့်ရင်ဒါဟာစားလို့ရတဲ့ဇင်ခံကားတစ်စီးကိုရင်းနှီးမြှုပ်နှံလိုက်တာနဲ့တူပါတယ်တင်လဲအဲ့ဒီလိုမျိုးအမြန်လုပ်ချင်မှာတော့မဟုတ်ပါဘူးလေနံပါတ်6ဒေဗွန်ကျွန်တော်တို့ရဲ့ကြစ်လစ်တဲ့တူငယ်ချင်းတွေစီပြန်သွားရအောင်ဒက်စတာနွားလေးတွေဟာနွားလောကရဲ့စမတ်ကားလေးတွေနဲ့တူပါတယ်တင်းငယ်ပေမဲ့အတုံးဝင်ပြီးအန်ဒါစရာကောင်းလောက်အောင်စွမ်းရည်ရှိကြပါတယ်အိုင်ယာလန်နိုင်ငံကနေဆင်းသက်လာတဲ့ဒီမြက်ခင်းပြင်ကအကောင်ပူလေးတွေဟာဥရောပမှာမတ်ပုံတင်ထားသမျှတဲ့အသေးငယ်ဆုံးနွားမျိုးစိတ်တွေပါဒက်စတာနွားတွေရဲ့အလေးချိန်ဟာမတ်တွေမှာကီလိုဂရမ်300ကနေ350ဝန်းကျင်သာရှိပြီးအထီးတွေကတော့ကီလိုဂရမ်400ကနေ450အထိရှိကြပါတယ်အရွယ်စားသေးငယ်ပေမဲ့သူတို့ရဲ့ပေးစွမ်းနိုင်မှုတွေကတော့ကြီးမားလာပါတယ်ဒက်စတာတွေဟာ3မျိုးစလုံးအတွက်အသုံးဝင်ပါတယ်အမဲသားအတွက်ကောင်းမွန်တယ်လို့နှုတ်ထွက်နှုံးအတွက်ပိုကောင်းပြီးတခြားနွားတွေမဝင်ဆက်တဲ့နေရာတွေမှာတော့အကောင်းဆုံးဝင်ဆက်နိုင်ပါတယ်သူတို့ရဲ့အသားဟာအရည်သွေးနဲ့ရတာကြောင့်အထူးနမီကြီးတယ်လို့နှုတ်ထွက်နှုံးဟာလည်းသူတို့ရဲ့အရွယ်စားနဲ့မလိုက်အောင်ကောင်းမွန်လာပါတယ်ထောပတ်စီပါဝင်မှုနှုံးမြင့်မားတာကြောင့်အရတာရှိပြီးစိမ့်တဲ့နှုတ်ထွက်ပစ္စည်းတွေကိုရရှိစေပါတယ်ဒီလောက်အသုံးဝင်ပြီးစွမ်းဆောင်ရည်ကောင်းပေမဲ့အတိအကျမျိုးစားပေါ်မူတည်ပြီးအမေရိကန်ဒေါ်လာ6000ဝန်းကျင်လောက်နဲ့တင်အင်ကိုခေါ်သွားနိုင်ပါတယ်အရာအားလုံးဒီပါကိုလှုပ်ဆောင်နိုင်တဲ့အဖက်ဖက်ကအသုံးဝင်တဲ့နွားတစ်ကောင်အတွက်တော့ဒါဟာတကယ့်ကိုခိုင်မာတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲနံပါတ်5ဂဲလ်ဘီဂျာမနီနိုင်ငံကိုခီးတစ်ခေါက်လောက်သွားကြရအောင်ဘီယာတို့မဟုတ်ဝက်ဦးချောင်းအတွက်မဟုတ်ပဲနွားလောကရဲ့ဗတ်စုံသုံးနိုင်တဲ့ဂဲဘီနွားတွေအတွက်ပါဘာဗေးရီးယားရဲ့တာယာလာပါတဲ့တောင်ကြားတွေကနေဆင်းသက်လာတဲ့ဒီနွားတွေဟာကောင်းမွန်ယုံတင်မခတ်ပါဘူးရွှေလိုတန်ဖိုးရှိတာပါဂဲဘီဆိုတဲ့နာမည်ကဂျာမန်လိုအဝါရောင်လို့အဓိပ္ပာယ်ရပြီမဲ့တကယ်တမ်းမှာတော့သူတို့ဟာရွှေအိုရောင်ကနေအညိုရောင်ဘက်တန်းတဲ့အစင်းရောင်ရှိကြပါတယ်အလေးချိန်အနေနဲ့ကတော့မတ်တွေမှာကီလိုဂရမ်900ကနေ900ဝန်းကျင်အထိရှိပြီးပိုပြီးထွားကြိုင်းတဲ့အထီးတွေကတော့ကီလိုဂရမ်1100ကနေ1300အထိရှိကြပါတယ်သူတို့ဟာအလေလက်ကနေအကြီးစားအရွယ်စားရှိပြီးကျန်းခိုင်တဲ့ဖွဲ့စည်းပုံကိုပိုင်ဆိုင်ထားကြတာပါဒါပေမဲ့သူတို့ကိုထင်ရှားစေတာဟာခနာကိုဖွဲ့စည်းပုံတစ်ခုတည်းကြောင့်မဟုတ်ပါဘူးအမဲသားရောနှုတ်ထွက်နှုံးမှာပါအထူးထူးချွန်တဲ့နှစ်မျိုးဆက်စွမ်းရည်ရှိလို့ပါပဲတင်ကဲထုတ်ချင်တာပဲဖြစ်ဖြစ်အမဲသားထုတ်ချင်တာပဲဖြစ်ဖြစ်ဂဲလ်ဘီတွေကတော့တင့်အတွက်အသင့်ပါပဲဒါအပြင်ဂဲဘီတစ်ကောင်ရဲ့ဈေးနှုန်းဟာအမေရိကန်ဒေါ်လာ6000ဝန်းကျင်လောက်ရှိပါတယ်စမတ်ဖုန်းအများစုထက်တောင်ပိုပြီးအလုံးများများလုံးနိုင်တဲ့နွားတစ်ကောင်အတွက်တော့ဒါဟာတန်တန်တင်းတင်းရှိတဲ့ဈေးနှုန်းတစ်ခုပါပဲနံပါတ်4ရှာယိုလေးတွေဟာနွားလောကရဲ့ဖက်ရှင်မော်ဒယ်တွေပါပဲပြင်သစ်နိုင်ငံရဲ့ရှာယိုလေးဆိုတဲ့နေရာဒေသကနေဆင်းသက်လာတာဖြစ်ပြီးနာမည်လေးလိုပဲတကယ့်ကိုဆွဲဆောင်မှုရှိပါတယ်ခရင်မရောင်အဖြူရောင်အမွေးအမင်တွေနဲ့စက်သားအပြည့်မောက်ပါတဲ့ခနာကိုကြောင့်သူတို့ကိုအလွယ်တကူမမိနိုင်ပါတယ်မွေးမြူရေးချန်တွေသာဖက်ရှင်မဂဇင်းမျက်နှာဖုံးတွေမှာပါဝင်ခွင့်ရမယ်ဆိုရင်တော့ဒီနွားတွေပဲနေရာယူမတေးချပါတယ်အရွယ်စားအနေနဲ့ပြောရရင်ရှာယိုလေးတွေဟာပေါ့ပေါ့ဘားဘားလေးတွေမဟုတ်ပါဘူးအမတွေဟာပုံမှန်အားဖြင့်ကီလိုဂရမ်900ကနေ900ဝန်းကျင်လောက်အလေးချိန်ရှိကြပြီးအထီးတွေကတော့ကီလိုဂရမ်1000ကနေ1200အထိရှိတဲ့တကယ် heavyweight ကြီးတွေပဲဖြစ်ပါတယ်မြန်မြန်ဆန်ဆန်ကြီးထွားနိုင်ပြီးကြွက်သားတွေအပြည့်မောက်တက်လာနိုင်တဲ့စွမ်းရည်ကြောင့်အမဲသားထုတ်လုပ်သူတွေကြားမှာရေပန်းစားဆုံးဖြစ်နေတာပါဒီအေယာမနွားကြီးတွေဟာအလားပြဖို့တတ်တတ်မဟုတ်ပါဘူးသူတို့ကိုအဓိကအားဖြင့်အသားအတွက်မွေးမြူကြတာဖြစ်ပြီးအဲ့ဒီအသားတွေဟာနူးညံ့ပြီးအရသာရှိသလိုအစီလွတ်တာကြောင့်လဲနမီကြီးပါတယ်ဈေးနှုန်းအနေနဲ့ပြောရရင်တင်းရဲ့နွားအုပ်ထဲကိုပြင်သစ်စတိုင်လေးအနှဲငယ်ထည့်သွင်းခြင်းနဲ့ဆိုရင်တော့ရှာယိုလေးတစ်ကောင်အတွက်အမေရိကန်ဒေါ်လာ4000ဝန်းကျင်လောက်ကျသင့်မှာဖြစ်ပါတယ်နံပါတ်3ဝါဂီယူနွားများဂျပန်နိုင်ငံကဝါဂီယူနွားတွေဟာအသားထဲမှာအစီစိမ့်ဝင်မှုအပိုင်းမှာအဆင့်တန်းတစ်ခုအထိမြင့်တင်ပေးနိုင်ခဲ့ပါတယ်သူတို့ရဲ့အသားတွေဟာအရသာပြည့်ဝပြီးထောပတ်လိုနူးညံ့လုံးတဲ့အတွက်အဲ့ဒီအသားနဲ့အတူတင်းရဲ့ပိုက်ဆံအိတ်လည်းအကြီးပျော်သွားနိုင်ပါတယ်နွားတွေအတွက်သာဇင်ခံခုံဆိုတာရှိခဲ့ရင်ဝါဂီယူတွေကတော့တေချာပေါက်အခုံဆောင်ရမယ့်အထဲမှာပါဝင်မှာပါဝါဂီယူနွားတွေဟာခြံထဲမှာအကြီးဆုံးတော့မဟုတ်ပါဘူးသူတို့ရဲ့အလေးချိန်ဟာကီလိုဂရမ်600ကနေ
900ဝန်းကျင်အထိသာရှိတာမို့သူတို့ရဲ့ကြော်ကြားမှုနဲ့ရှင်ရင်တော့တော်တော်လေးတာမန်ပါပဲဒါပေမဲ့အရွယ်စားသေးတာကိုကြည့်ပြီးအထင်မသေးလိုက်ပါနဲ့ဒီနွားတွေဟာလမ်းလျှောက်နေတဲ့ရွှေရင်းကြီးတွေပါပဲသူတို့ရဲ့နမိတ်ကြီးရတဲ့ချို့ဝက်ချက်ကတော့သူတို့စီမှာရှိတဲ့အစီတွေကြောင့်ပဲဖြစ်ပါတယ်ကြက်သားတွေကြားမှာဖြာထွက်နေတဲ့လာပါတဲ့အဖြူရောင်အစီအစဉ်လေးတွေဟာအမဲသားကိုပြီးဆုံးအောင်ဖန်တီးပေးထားတာကြောင့်စားလိုက်တဲ့အကြိုက်တိုင်းဟာထောပတ်လိုနူးညံ့နေမှာပါအကယ်လေးတင်တာဒီလိုအလှတရားနဲ့ပြည်စုံတဲ့နွားတစ်ကောင်ကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့အမေရိကန်ဒေါ်လာ3000ဝန်းကျင်လောက်ပေးချေဖို့အသင့်ပြင်ထားလိုက်ပါဟုတ်ပါတယ်အဲ့ဒီလောက်ဈေးပေးရတဲ့အတွက်နွားကဂျပန်လိုအောင်မယ်လို့တင်မျောလင့်ကောင်းမျောလင့်နေပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအစားသူကတင့်ကိုဘယ်ဘာသာစကားနဲ့မဆိုတိတ်တဆိတ်အကဲဖြတ်နေမှာတေးချပါတယ်ဒီအထိအန်တာဖို့ကောင်းနေပြီထင်ရင်တော့နံပါတ်1နေရာကနွားကိုမြင်တဲ့အထိစောင့်ကြည့်လိုက်ပါဦးတင့်ကိုယူသွတ်သွားစေပါလိမ့်မယ်နံပါတ်2ဘီတ်မုန်တိတ်အီတလီနိုင်ငံကနေအားကောင်းမောင်းတန်နဲ့ရောက်လာတာကတော့ဘီတ်မုန်တိတ်နွားတွေပါပဲသူတို့ဟာနွားလောကရဲ့အစီလိုကြက်သားစက်ယုံကြီးတွေဖြစ်ပါတယ်ဒီနွားတွေဟာဘီတ်မုန်ဒေတာကနေဆင်းသက်လာတာဖြစ်ပြီးမွေးကလေးကကြံသွားပြီးဆော့ထားသလားထင်ရလောက်အောင်ကြက်သားတွေအပြည့်ပါပဲအဲ့ဒါဟာနစ်စာကြက်သားတချင်းလို့ခေါ်တဲ့မျိုးရိုးဗီဇထူးခြားချက်တစ်ခုကြောင့်ပါဘီတ်မုန်တိတ်နွားတွေဟာအလယ်လက်အရွယ်စားရှိပြီးအမတ်တွေဟာပုံမှန်အားဖြင့်ကီလိုဂရမ်600ကနေခု200ဝန်းကျင်အလေးချိန်ရှိကြပြီးအထီးတွေကတော့ကီလိုဂရမ်900ကနေ1000အထိရှိတတ်ကြပါတယ်ဒါပေမဲ့သူတို့ရဲ့ကြက်သားတွေတင်အမခန်းဖြစ်နေတာမဟုတ်ပါဘူးသူတို့ရဲ့အမဲသားဟာလည်းအစီလွတ်ပြီးနူးညံ့လုံးလို့နမီကြီးပါတယ်ကျမ်းမာရေးနဲ့လည်းညီညွတ်ပြီးလုံးဝကိုအရသာရှိလုံးတဲ့အတွက်အသားစားကျူးသူတွေရဲ့အိမ်မက်တစ်ခုပါပဲဒီအီတလီမြင်းတစ်လွင်ကြီးတွေကိုအဓိကအားဖြင့်အသားအတွက်မွေးမြူကြတာဖြစ်ပြီးအရေးသွေးကောင်းမွန်မှုနဲ့အီတလီအပြင်ဘက်မှာရှားပါမှုတို့ကြောင့်တော်တော်လေးဈေးကောင်းရပါတယ်ဘီတ်မုန်တိတ်တစ်ကောင်ကိုကိုပိုင်းအဖြစ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့အမေရိကန်ဒေါ်လာ1000ကနေ1000ခွဲကြားလောက်ကုန်ကြမှာဖြစ်ပါတယ်နံပါတ်1နီလိုရေးနောက်ဆုံးအနေနဲ့ကတော့နေရောင်အောက်မှာအေးဆေးဆုံးဖြစ်နိုင်တဲ့နီလိုရေးနွားတွေအကြောင်းကိုအနီးကပ်လေ့လာဖို့အတွက်ဗျာစည်းနိုင်ငံစီခီးဆက်ကြရအောင်တကယ်တော့ဒီနွားတွေဟာမူလကအိန္ဒိယနိုင်ငံကနေဆင်းသက်လာတာဖြစ်ပေမဲ့အခုခါမှာတော့ဗျာစည်းနွားလောကရဲ့စူပါစတားတွေဖြစ်နေပါပြီနီလိုရေးနွားတွေဟာအမွေးဖို့ပေါ်နဲ့ချစ်စရာကောင်းတဲ့နွားမျိုးစားတွေမဟုတ်ပါဘူးသူတို့မှာနေရောင်ကိုရောင်ပြန်ဟက်စေတဲ့တိုတောင်းတဲ့အဖြူရောင်အမွေးအမင်တွေရှိပြီးကြောကုန်းပေါ်ကပူကြီးဟာလည်းအလားတက်တက်မဟုတ်ပါဘူးအဲ့ဒါကသူတို့ကိုအေးမြက်နေအောင်ကူညီပေးတာပါဒီနွားတွေဟာတခြားအမဲသားထုတ်နွားတွေနဲ့ရှင်ရင်ကိုလေးချိန်ပိုပေါ်ပါလိမ့်ရှိပါတယ်အမတ်တွေရဲ့အလေးချိန်ဟာကီလိုဂရမ်450ကနေ950ဝန်းကျင်ရှိပြီးအထီးတွေကတော့ကီလိုဂရမ်650ကနေ950အထိရှိကြပါတယ်နီလိုရေးတွေကိုအဓိကအားဖြင့်အမဲသားထုတ်လုပ်ရေးမှာအသုံးပြုပြီးသူတို့ဟာအဲ့ဒီအပိုင်းမှာအထူးကျွမ်းကျင်ကြပါတယ်သူတို့ဟာကြန့်ခိုင်ပြီးကပ်ပါးကောင်တွေကိုခံနိုင်ရည်ရှိတယ်လို့အရေးသွေးညက်တဲ့အစားအစာတွေကိုတောင်အရေးသွေးမြင့်အမဲသားဖြစ်ပြောင်းလဲပေးနိုင်စွမ်းရှိကြပါတယ်ဒါပေမဲ့အထူးခြားဆုံးကတော့ဒေါ်လာ1 သန်းကျော်အထိဈေးရခဲ့တဲ့နီလိုရေးနွားမကြီးဘီယာဒီနာနိုင်တင်လို့နမေကြီးပြီးဈေးကြီးလုံးတဲ့ထိတ်တန်းအကောင်တွေပါပဲယာဒီဥရုတန်ခံနိုင်ရည်ရှိတဲ့ဒီလိုမျိုးရိုးဗီဇအကောင်းစားတွေအတွက်လူတွေကဘလောက်ထိပေးချေဝင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးကန့်သက်ချက်ဆိုတာမရှိဘူးဆိုတာကိုတက်တည်ပြနေတာပဲဖြစ်ပါတယ်ထူးခြားပြီးဈေးကြီးလုံးတဲ့နွားတွေရဲ့ဒီစိတ်လှုပ်ရှားစရာအစီအစဉ်လေးမှာအတူတူပါဝင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပို့ပြီးအန်ကြစရာကောင်းတဲ့တိရစ္ဆာန်ဇလန်းလေးတွေအတွက် like လုပ်ဖို့ comment ပေးဖို့နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်